အဖိုးဖွားတွေလက်ထက်တုန်းကကျက်ဥကဓမ္မလောက်ပေးရတာအခု100ကျော်200ဖြစ်နေတဲ့အခါကျတော့အဖိုးဖွားတွေမစားမှဆိုလို့မပေးရပါဘူးနော်ပြား90ပါတစ်ချက်ပါပြောပြီးလိန်ကျွေးနေရတဲ့လူတွေရှိတယ်အဲ့လိုလိန်ကျွေးတာကြတော့အပြစ်ရှိသလားလို့မစားမှဆိုလို့ဆိုတဲ့စေတနာကောင်းနဲ့စားစေခြင်းနဲ့စေတနာနဲ့လောက်တာဖြစ်တော့ကြောင့်သူ့ကိုတစုံတစ်ခုထိခိုက်တဲ့အကြောင်းအရာမဟုတ်သည့်အတွက်ကြောင့်ဘုရားဝါဒဟာအပြစ်ရှိတယ်လို့ဆိုလို့မရဘူးပေါ့ဒါလည်းစိတ်နဲ့သက်ဆိုင်တယ်ပေါ့နော်တမင်းကိုအမှန်မှားပြီးတော့သူဒုက္ခရောက်အောင်လိန်ပြောတယ်ဆိုရင်တော့အပြစ်ရှိမှာပေါ့စိတ်မချမ်းသာဖြစ်မှဆိုလို့တစ်ဖက်လည်းနဲ့ပြောထားတယ်လို့ဒါမျိုးတွေကဒီလိန်ပြောတယ်လို့တော့ပြစ်ကြီးတဲ့မူသာဝါဒတွေမှာတော့မဟုတ်ဘူးတရားတွေနော်တော့လိန်ခိုင်းတာတော့မပြောလိန်ခိုင်းတယ်လို့တော့မပြောကြနိုင်ဘူးနော်လိန်ခိုင်းတာတော့မဟုတ်